ရှေးတုန်းကဘာရာနသီပြည်တကြွေမျိုးမှာဖျားအလောင်းကသူ့ဇာတာတဆိုတဲ့အမည်နဲ့တကြွေသားဖြစ်နေပါတယ်သူ့အိမ်ဝဲရောက်စမှာပဲသူ့အဖိုးတကြွေကြီးဟာကွယ်လွန်အနိစ္စရောက်ပါတယ်သူ့ဇာတာတဲ့အဖေတကြွေဟာကွယ်လွန်သွားတဲ့သူ့အဖေကိုအင်မတန်ချစ်တယ်ဒါကြောင့်ပူဆွေးတော့ကရောက်နေရတယ်သူ့တန်ကဖခင်အယူတွေကိုယူဆောင်လာပြီးသူပိုင်တဲ့ဥယျာဉ်မှာမြုပ်နှံပြီးဇေဒီတည်ပါတယ်အဲ့ဒီစီဒီကိုအမြဲမပြတ်ပန်းတွေနဲ့ပူဇော်ပြီးသူ့အဖေအကြောင်းတွေးပြီးငိုကြွေးနေလေရေလည်းမချိုးဘူးအစားအစာလည်းမစားတော့ဘူးသူ့သားခိတဲ့ဖျားအလောင်းသူ့ဇာတာလူလင်ကသူ့အဖေအဖြစ်ကိုမြင်တော့ငါအဖေရတော့ကောက်ရီကိုပဲအပူငိမ့်အောင်ဆောက်ရပြရတော့မယ်လို့တွေးပြီးအဖေဖြစ်သူကိုပညာပေးဖို့အကြောင်းရှာနေတယ်အဲ့ဒီအချိန်မှာပဲသူတို့ပိုင်တဲ့နွားချံတွေကနွားတကောင်ကတီးဆုံးသွားတယ်။နွားချံဆောင်တွေကမြေမြုပ်ဖို့လုပ်ပေမဲ့ခွင့်မပြုဘူး။နွားအသေးကိုမြေပြင်မှာဒီတိုင်းထားတယ်။ပြီးတော့နွားရဲ့ရှေ့မှာမျက်နဲ့ရေတွေကိုချပြီးသူ့ဇာတာထကားတဲ့နွားစားပါတောက်ပါလို့အဆက်မပြတ်ပြောနေပါတော့တယ်။ဘေးကလူတွေအရှင်သားဒီနွားဟာတေးဆုံးနေပါပြီသူ့ကိုရေနဲ့မြတ်ပြီးတော့လေမစားမတော့နိုင်တော့ပါဘူးရှင်သားယူနေပါသလားလို့ပြောပြီးမြဲသူကဘာမှပြန်မပြောဘူးနွားကိုပဲရေနဲ့မြတ်တွေစားတော့ဖို့ဆက်ပြောနေတဲ့အတွက်အလုသမားတွေဟာဒီအချောင်းကိုတထေးကြီးကိုတွားပြောပြကြတယ်တထေးကြီးအရှင်သားသူ့ဇာတာတဟာနွားတွေကိုမျက်နဲ့ရေတွေတိုက်ကျွေးနေတယ်တားစီးတော့လည်းမရဘူးယူနေလားမသိဘူးဒီစကားကိုကြတော့တထေးကြီးဟာဖားခင်အတွက်လွမ်းဆွတ်ပူဆွေးနေတဲ့စိတ်တွေပျောက်ကွယ်သွားတယ်။ဒါဖြစ်သူအတွက်စိုးရင်စိတ်တွေဝင်လာပါတယ်။ဒါကြောင့်သူ့သားရှိရာကိုအမြဲဆုံးသွားပြီးခြေသားသူ့ဇာတာတေပြီးသောနွားကိုစားပါတောက်ပါဟုဘာကြောင့်မျက်နှာရည်ကိုပေးနေရသနည်း။တင်းသည်အချင်းကြီးသောစကားကိုဆိုခြင်းပဲဖြစ်သည်လို့ပြောတယ်။ဒီတော့မှသူ့ဇာတာကအဖေဤနွားကိုကြည့်ပါရှေ့ကကဲ့သို့ပင်ဦးခေါင်းလည်းရှိသေး၏ခြေလက်တို့လည်းရှိသေး၏အမီးလည်းရှိသေး၏ထို့ကြောင့်နွားသည်ထပ်လာမည်ဆိုကထပ်လာနိုင်သေးသည်အဖိုးသည်ကဦးခေါင်းခြေလက်တို့လည်းမရှိကုန်ထို့ကြောင့်မြင်းစီရီ၌ငိုနေသောဖခင်သည်သာပညာမရှိရာကိုအချင်းကြီးလှုပ်လှုပ်ရကြသည်မဟုတ်လောဟုတရားမေးလေသည်ဒီတော့မှဖခင်တထေးကြီးကငါသားဟာပညာရှိလာပေသည်ဟုတွေးကမပူနဲ့တော့ငါသားမမြဲသောသဘောကိုငါသိပြီးမစိုးရိမ်မပူပန်တော့ဟုနှင့်သိမ့်စကားပြောကြခဲ့လေသည်ပုံပြင်လေးကဒါပါပဲကျေးဇူးတင်ပါတယ်